ဝမ်းချုပ်ရင်ဝမ်းနှုတ်ဆေးတောက်နေတာတော့ပဲလားဝမ်းနှုတ်ဆေးကိုအမြဲစားမယ်ဆိုရင်ဘာတွေဖြစ်တယ်လဲဆိုတာကိုသိပြီးထားပြီလားဝမ်းနှုတ်ဆေးကိုအမြဲစားသုံးမယ်ဆိုလို့ရှိရင်ဝမ်းနှုတ်ဆေးမပါဘဲနဲ့ဝမ်းမသွားတော့ယောဂလက္ခဏာကိုထိတ်ဆုံးကနေရပါတယ်နောက်တစ်ခုအနေနဲ့ခန္ဓာကိုယ်ကနေရေတက်ဆုံးရှုံးတဲ့ဓာတ်စားဓာတ်တွေကိုဆုံးရှုံးစေပါတယ်နောက်တစ်ခုအနေနဲ့ကတော့ဥမာကြီးကိုပျက်စီးစေပါတယ်ဦးအတွင်းကနံရံတွေကိုလည်းပျက်စီးစေပါတယ်ဆေးရင်ပါပြီးတော့ဝမ်းမသွားတော့တဲ့ယခဏယောဂကိုပို့ပြီးတော့ရစေပါတယ်နောက်တစ်ခုအနေနဲ့ကြောက်ကက်နဲ့အသေးကိုပို့ပြီးတော့ပျက်စီးစေပါတယ်ကိုကဝမ်းလုံးဆေးကိုမပြည့်မနေစားသုံးရတော့မယ်ဆိုလို့ရှိရင်တော့ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းကိုပဲတောက်ဖို့အေဂရီကညွှန်ကြားခြင်းပါရှင်။ဝမ်းရချုပ်တာကိုကာကွယ်နေတဲ့အနေနဲ့ကတော့ရေဓာတ်များတောက်ပေးမယ်ရေဓာတ်ပါတဲ့အသီးနှံတွေစားပေးမယ်အမြင့်ဘက်ပါတဲ့အသီးနှံတွေကိုများစားပေးမယ်ဆိုလို့ရှိရင်တော့ဝမ်းချုပ်ခြင်းကိုတက်တာစေပါတယ်။ကိုကဝမ်းနှုတ်စီကိုလည်းမတောက်ချင်ဘူးဝမ်းကိုလည်းပုံမှန်အတိုင်းပဲသွားချင်တယ်ဆိုရင်တော့ရွှေရုပ်တင်ကိုတောက်ပေးပါလို့အေဂရီကပြောချင်ပါတယ်။ရွှေရုပ်တင်ကဝမ်းside effect ဖြစ်မှာကိုလည်းစိုးရင်စရာမရှိဘူးနှလုံးစီပုံအသေးစီပုံသွေးတိုးစီးချိုနှလုံးရောဂါရှိတဲ့သူတွေအကုန်လုံးတောက်သုံးလို့ရပါတယ်အစာရောဂါရှိတဲ့သူတွေလည်းတောက်သုံးလို့ရပါတယ်စိတ်ချလက်ချနဲ့ရွှေရုပ်တင်ကိုတောက်လို့ရတယ်ဆိုတာကို EP ကပြပြခြင်းပါတယ်ဆေးရုပ်တင်ကိုမှာယူခြင်းမှာက EP ရဲ့ဖုန်းနံပါတ်969448ကနေဆက်သွယ်မှာလို့ရပါတယ်ရှင်